အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စာရေးဆရာအကဆိုရေးသားထားတဲ့68ရပ်ကွက်ကကိုလောင်ကြီးဆိုတဲ့ပရလောကဖြစ်ရမှဇလံကောင်းလေးကိုပြောပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲလိုက်ပါခံစားနားဆင်ပေးကြပါဦးခင်ဗျာကျုပ်ကိုလူတွေကတော့ကိုဆန်ရှိလို့ခေါ်ကြတယ်ဗျသပင်းရှိထားရတယ်ပဲအများကဒီလိုခေါ်ကြတာပေါ့ဗျာကျုပ်လုပ်ကတော့ကွန်ကရစ်တွေကိုပေါ်လစ်တင်နဲ့လုပ်တယ်ဗျဆေးရုံကြီးတွေအလုံးကြီးတွေဆောက်တဲ့အခါကွန်ကရစ်ကျန်းကင်းတွေကိုဆက်ပေးကြီးတွေနဲ့ပြောင်းနေအောင်လို့လုပ်ရတဲ့လုပ်ငန်းပေါ့ဗျာလုပ်ငန်းပိုင်ရှင်ကတော့တရုတ်လူမျိုးတူပါပဲဒါထားလိုက်ပါကျုပ်ကူပြောပြခြင်းတဲ့အကြောင်းအရာကပြီးခဲ့တဲ့9လပိုင်းလောက်တုန်းကဖြစ်ခဲ့တဲ့ကိုယ်လေးဖြစ်ဖြစ်ပေါ့ဗျာ2023စက်တင်ဘာလလောက်ကဗျကျုပ်တို့တတိကအလုပ်တစ်ခုတောင်းယူလိုက်တယ်အဲ့ဒါကတော့ဗျာတကုံစိတ်ကဲစမှုစုံထဲမှာရှိတဲ့ကိုလောင်ကြီးတစ်ခုကိုကျုပ်တို့ကသွားပြီးတော့အချောကင်ပြရမှာပေါ့ဗျကိုလောင်ကတိတ်ပြီးတော့မကျေတရားကြောင့်မလို့လူအများကြီးနဲ့မသွားပဲကျုပ်ရဲ့အကူကောင်လေးတယောက်ပဲသွားခဲ့တာပေါ့လူများများနဲ့လုံရင်ရပ်ပိုင်းတွင်ပြီးရဆိုမဲ့လေဈေးတော့အတော်ထောင်းနေဗျအလုံးအတဲ့လူကလည်းအချိန်ရတယ်ဆိုတော့ကျုပ်တို့နှစ်ယောက်ကိုတပတ်လောက်လုံရင်ပြီးနိုင်တယ်ဒါကြောင့်နှစ်ယောက်ပဲထွက်ခဲ့တာပေါ့ဗျအဲ့ဒီကိုလောင်ကြီးကစမှုနယ်စုံထဲမှာရှိရဗျ68ရက်ကွက်လို့လည်းခေါ်ကြတယ်ဒါပေမဲ့စက်မှုစုံရဲ့အစုံမှာရှိတာပါဗျာကိုလောင်ကြီးရဲ့ပတ်လည်မှာကအခြားစာအုပ်တွေဘာတွေမရှိဘဲနဲ့လက်ဝင်းကြီးပဲရှိရဗျကိုလောင်ကြီးကနေပြီးတော့အရှိဘက်ကိုလမ်းကြည့်ရင်တော့ကွေးကောက်စီးနေတဲ့ဘကိုးမြေကိုတော့တွေ့ရပါသေးတယ်ကိုလောင်ဆောက်ထားတဲ့မြေကွက်ကြီးကတော့အကြီးကြီးပဲဗျမြေကွက်တစ်ခုလုံးကဘာပင်မှမရှိတဲ့ပြင်တမန်တလင်းကိုလည်းနေရာမလဲခင်းလာတာအဲ့ဒီမြေကွက်ရဲ့အနောက်ဘက်ကိုမြောက်တယောက်မှာကိုလောင်ကြီးတစ်ခုဆောက်ထားတယ်ကိုလောင်ကပေ150ပတ်လည်လောက်တော့ရှိရဲ့ဗျကိုလောင်ရဲ့နောက်ဘက်မှာအလုပ်သမားတွေနေဖို့ဆိုပြီးတရားတစ်ခုလည်းဆောက်ထားသေးတယ်တရားကအပေါ်9ကန်အောက်ကန်ရှိရပါဗျာကြည့်ရတာလေကိုလောင်ကြီးကခုမှဆောက်လုပ်ပြီးတဲ့ပုံပဲဗျတခြားဆောက်လုပ်ရေးလုပ်ငန်းတွေတော့မှပြန်သမားတွေကစောင့်နေကြတော့မရှိသေးတာအဲ့တန်ရာကြီးမှာပြန်ဆရာတွေးနေဆောက်ဆရာကြီးတွေဆက်ဆောင်နေကြတယ်ကျုံးနဲ့ကျိုးကောင်လေးနဲ့ကတော့တရားမှသွားမနေပဲနဲ့အိတ်ကိုယ်တိုင်းမှာပဲနေကြတော့ဗျာပြန်ဆရာကြီးကလည်းကျုပ်တို့ခင်ပါတယ်ရောက်သွားတဲ့ညကပဲကျုပ်တို့တွေစုပွဲပြီးစကားပြောပြကြတော့ဗျာစက်မှုစုံမီးပေးတာကတစ်မျိုးဗျမနက်9နာရီညနေ9နာရီဒီမီးမပြတ်ဒါပေမဲ့ညနေကနေစပြီးတော့နောက်တစ်နေ့မနက်ဒီမီးလုံးဝမပေးဘူးဗျညရောက်ရင်ကျတော့အားသွင်းတဲ့မီးလေးတွေဖွင့်ပြီးတော့အမောင်ထဲမှာနေကြရတာဗျကိုစင်ကြီးခင်ဗျားတို့အမေသားဝတ်သားစားလားပင်ရပွဲကောင်းဆောင်နဲ့စကားဆက်မိနေဗျသူတို့ကပြောပြန်ကျုပ်ကလည်းခေါင်းကြီးနဲ့တောက်ပါဗျစားတယ်ဆိုရင်ခင်ဗျားတို့သတိပေးအောင်ပဲဗျခင်ဗျားတို့ထမင်းဟင်းတွေဝယ်စားတဲ့ခါကျရင်အမဲသားဝတ်သားတွေကိုဟောဒီ channel ကိုမသွင်းနဲ့နော်ကျုပ်ကလည်းထူးဆန်းသွားတာပေါ့ဗျာဘာဖြစ်လို့လဲဗျပြန်ဆရာတွေကတယောက်မျက်နှာကိုတယောက်ကြည့်ပြီးတော့ဗျာဒီ channel မှာအဆောင်နေရှိတယ်လို့ပြောတာပဲအမဲသားဝတ်သားတည်လာတဲ့ညဆိုရင်အနောက်ကနေတန်းရမှာရောအဲ့ဒီကိုလောင်ကြီးထဲမှာသူတို့တောင်းကျင်ကြရတယ်ဗျဟုတ်ရဲ့လားဗျအမှန်တော့ကျိုးကမယုံသင်္ကာနဲ့မေးလိုက်တယ်တော့မဟုတ်ပါသူပြောတာကိုနားထောင်ပြီးတော့ဘာပြောမှမသိတာနဲ့ဗသက်ကလွတ်ကနေထွက်သွားအမှန်တော့ကျိုးလေတသက်နဲ့တကူတရေတွေဘာတွေမကြုံဘူးဆိုဗျာမကြောက်တတ်ဘူးဆိုပါတော့ကျုပ်ပြန်ပြောလိုက်တော့ပြန်ဆရာကောင်းဆောင်ကကျုပ်ကိုနည်းနည်းစိတ်ဆိုးသွားတယ်ဘာလဲခင်ဗျားကျုပ်တို့တင်မင်းတက်ခင်ဗျားကြောင်ရှောက်ပြောနေလို့ထင်းနေရတာဒီလိုလည်းမဟုတ်ပါဘူးဗျာကျုပ်ကတရေ6တာတို့ဘာတို့အတွေ့အကြုံမရှိလို့ပြောမိရပါစိတ်မဆိုးပါနဲ့ပြန်ဆရာကောင်းဆောင်ကမျက်နှာတီနဲ့မယုံမရှိတဲ့ကိုလူဒီအဖြစ်ကကျုပ်တို့မျက်မြင်ကိုယ်တွေဖြစ်ခဲ့တဲ့အဖြစ်ပဲဒီလိုနဲ့ပဲပြန်ဆရာကောင်းဆောင်ကသူတို့ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုကိုကျုပ်ကိုပြန်ပြောပြပါတော့ပြန်ဆရာတို့တစ်ဖွဲ့ဗျာဒီကိုရောက်လာတော့အရှိပြန်ဆရာတစ်ဖွဲ့ကအလုပ်ကိုထားပြီးထွက်ပြေးသွားတယ်လို့ဆိုရဲဗျာအဲ့ဒါနဲ့သူတို့လည်းအရှိကလူတွေမပြီးပြတ်ခဲ့တဲ့အလုပ်တွေကိုဆက်လုပ်ရတာပေါ့နောက်တော့တိုင်းရိုက်တစ်ခုစောက်ကြတယ်အလုပ်ရှင်ကဘာပြောလဲဆိုတော့ဒီ channel မှာအမဲသားဝတ်သားမစားနဲ့တဲ့ဒီစားရင်ခင်ဗျားတို့တရေ6ခံရမယ်လို့ပြောတယ်ကျန်တဲ့လူတွေကနားတယ်ပြင်မဲ့ပြန်အဖွဲတွေကဖိုးခွားဆိုတဲ့လူကတော့လုံးဝမယုံအလကားပါဗျာလူတွေကရှောက်ပြောနေတာကျိုးကတော့တရေဆိုတာယုံနေမယုံကျိုးတို့ဘာသာမှလည်းတရေဆိုတာမရှိဘူး
သူကဘာသာကြားလို့ပြောတယ်ဗျကင်ရလဲကင်ကိုဒါပေမဲ့ပင်ခေါင်းဆောင်ကတော့မဖြစ်တဲ့နာဖြစ်အောင်ဖိုးခွားကိုတားထားတယ်ပြောက်ဖို့ကွာဘယ်နေရာပဲဖြစ်ဖြစ်သူစည်းသူကံကိုနားလဲရမယ်ကွာအလုံးရှင်ပြောသလိုဒီချန်ထဲမှာဘယ်သူမှအမဲသားဝတ်တာမတည့်ရဘူးအေးမင်းတို့စားကြည့်တယ်ဆိုရင်တခါတည်းအပြစ်မှာအပြတ်စားလာခဲ့ငါပြောတော့မလိုက်နိုင်တဲ့သူဆိုရင်ငါအဖွင့်ကနေထုတ်မယ်ကြားလားအားလုံးကကောင်းကြီးလိုက်တော့ဖိုးခွားလည်းကောင်းကြီးရတော့ဗျမလိုက်နိုင်ရင်လည်းအလောက်ကထုတ်မယ်ဆိုတော့သူလည်းစိတ်ထဲမှာတော့မကျင်နေဘူးဗျအဲ့လိုနဲ့ပြန်စရာအဖွဲအိတ်ချမ်းမှာနေလှုပ်ကြတယ်ဗျတည့်ရကြတော့ပြန်အဖွဲနားရယူကြတော့ဗျလိုက်သားရတို့ရွှေပြည်သားတို့ကနေပြီးတော့အလှုပ်လာတဲ့သူတွေဆိုတော့တည့်ရတလေအိမ်ကိုပြန်ကြတာပေါ့ဒါပေမဲ့စိုက်ထဲမှာလည်းလူဆောင်လူသေးမလားဆောက်လို့ရကတန်းလန်းကြီးဆိုတော့ဗျသူများကိုဝယ်သွားမှလည်းစိုးရင်ရတယ်လေအဲ့ဒါနဲ့ပဲအိမ်မပြန်ခြင်းတဲ့လူကိုလိုက်ရှာတော့ဖိုးခွားရေနောက်တော့ကောင်လေးတယောက်ရထွက်လာအဲ့ဒါသူတို့နှစ်ယောက်ကိုအိမ်မှာအဆောင်ထားခဲ့ပြီးတော့ကျန်တဲ့လူတွေကအတီးတီးပြန်ကြတာပေါ့ဗျအဲ့ညမှာဖိုးခွားကဘွေဖောက်တော့တာပဲဗျအရင်ကတော့အလူသမားတွေကရက်ကောက်တဲ့ဆင်းပြီးတော့ထမင်းဆိုင်တွေမှာထမင်းစားတော့ပြီးတော့မှပြန်လာကြတာပေါ့ဗျအရက်တောက်ရှင်နေဆိုရင်လည်းဝယ်လာခဲ့ကြတာပေါ့ပြန်ကောင်းရဲ့အမေဆိုလေအမဲသားဝတ်သားတော့ဝယ်မလာရေးဘူးဗျအခုတော့ဘယ်သူမှမရှိတော့ဘူးဆိုတော့ဖိုးခွားလည်းဝတ်သားဟင်းတွေဝဲချလာတာဗျကျင်းတဲ့ကောင်လေးကတော့ကြောက်တာပေါ့ဗျာဟာကွာဘာမှမကြောက်စီစမ်းမနဲ့အိတ်သေးကောင်လာစမ်းပါလိမ့်မယ်ငါနဲ့တွေ့သွားမယ်ဖိုးခွားကပြုံးရင်းဆိုရင်လည်းဗျာအရက်တောက်လိုက်ဝတ်သားတုံးလေးဖဲ့ထားလိုက်နဲ့ဒိန်ကြနေရပေါ့ကျင်းတဲ့ကောင်လေးကတော့အရက်တော့တောက်ပြီးမဲ့ဝတ်သားတော့မစားဝင်ဘူးဗျာတရားကအခုမှဆောက်ပြီးတာဆိုတော့ဖိုးခွားတို့ကအပေါ်တက်ကအခန်းတကားမှာတက်အေးကြမြေကနေလေးတွေကတပြူးနဲ့တိုက်နေတာဆိုတော့လေရင်းခံရင်အရက်တောက်နေအောင်ဗျာတောက်ပြီးစားပြီးတော့အခန်းထဲပြန်ဝင်အိတ်သွားကြညသကောင်လောက်ရောက်တော့အခန်းတကောင်ဒရုံထုလေတယ်ဗျအဲ့ဒါဖိုးခွားနဲ့ကောင်လေးတွေကနှစ်ယောက်တစ်ခန်းအိတ်တာဟုတ်အဲ့ဒါဖိုးခွားကအရက်မူးနေတော့မထနိုင်ဘူးဒါနဲ့ဟိုကောင်လေးကအလူသမားတယောက်မြန်အချိန်မတော်ကြီးပြန်လာတာလားသူပြီးတော့အခန်းတကားထဖွင့်လိုက်တာနဲ့လူမဲမဲကြီးအခန်းထဲဝင်ချလာတယ်မီးကလည်းပြက်နေတာသူတို့ဗျာတေးကိုတော့မြင်ရဘူးပေါ့ကောင်လေးကဘူးလဲဆိုမေးနေတော့အဲ့လူကလည်းမင်းဖယ်နေဆိုပြီးကောင်လေးကိုတွန်းထုတ်လိုက်တယ်ပြီးရောအိတ်နေတဲ့ဖိုးခွားစီကိုသွားပြီးဘာမျိုးညာမျိုးနဲ့ဗျာခြေတော်တစ်ချောင်းကိုဆွဲဂရင်မောကနေတခါတည်းဆွဲကြသွားအဲ့ဒါဖိုးခွားလည်းမူးနဲ့သူဆွဲတဲ့အတိုင်းပါသွားတာပေါ့အဲ့လူကြီးကဖိုးခွားကိုကျဲမြင့်ပေါ်မှာဆွဲချပြီးခမ်းမြေကိုဆွဲထုတ်တာဗျပြီးရနဲ့6လမ်းတစ်6လုံးကိုဒီတိုက်ဆွဲသွားပြီးတော့အပေါ်တက်လေကားကနေပြီးတော့ဆွဲချသွားတာအဖိုးကလည်းငယ်သမ်းပေါင်းအော်ဒီတိုက်ကြီးပါသွားတော့ဗျာလေကားကလည်းတန်လေကားဆိုတော့ဒရုံးလုံးနဲ့ကိုအတန်ကြီးထွက်နေတော့တာအောက်ရောက်တော့မှဖိုးကခြေကိုလွတ်ပေးလိုက်တယ်တေးရဖိုးကမတက်ထားတော့မရှိသေးတယ်သူ့ကိုအိတ်တရခုံအုပ်ပြီးနေပိုင်းလေးဖက်လုံးလာတယ်ဗျဖိုးကလည်းကြောက်နဲ့အော်နေမိတယ်နောက်တော့အဲ့လူကြီးကရုပ်ရည်နဲ့ဖြက်ကနေပျောက်သွားတာဗျဖိုးကလည်းလူးလဲထားပြီးတော့ပစိုးပြင်ဝစ်ပြီးအပြင်ကိုထွက်ပြေးတော့ပါပဲနောက်နေ့ဖိုးကလှုပ်လဲမလာတော့ဘူးဗျဆက်သွယ်လို့လည်းမရတော့သူတော်တော်ကြောက်သွားပြီးတော့ထွက်ပြေးသွားပုံလည်းရတယ်ဗျလုံကနေကျုပ်လည်းသူတို့ပြောတာနားထောင်ပြီးမှကြော်ရစိတ်ကနေဖြစ်လာကျုပ်ကလည်းအမဲသားဝတ်သားတော့တိတ်ကြိုက်တာဗျဒါပေမဲ့လည်းရှေ့မှာလည်းလူတွေကဖြစ်ထားတာဆိုတော့အစီရင်လိုက်တာပေါ့ဗျာထမင်းကိုတော့အပြင်မှာပဲသွားစားတယ်ဝတ်သားချင်းအိတ်ဆိုင်မှာပဲသွားစားတာပေါ့ရက်လေးပါလေးတောက်ပြီးမယ်တိတ်ပြီးဟောရင်တော့မဟုတ်ပါဘူးဒီလိုနဲ့အလုတ်လုံရင်3ရက်လောက်ကြာတော့ကျုပ်လည်းအဲ့ဒီရုပ်ခွဲထိန်တာကလက်ဖေးဆိုင်ထွက်ရင်လည်းအဖိုးကြီးရောက်နေခင်းသွားတယ်ဗျဒါနဲ့သူနဲ့စကားဆက်ပြီးပြောကြည့်ကြတာပေါ့အဘကြီးကနေကန်လားဗျအေးပေါ့ဒီမှနေတာတော့ကြပါပြီဒါဆိုကျုပ်တို့အလုတ်လုံနေတဲ့စေုံကြီးအကြောင်းကိုကြားဘူးလားဗျအဖိုးကြီးကကျုပ်ကိုတစ်ချက်ကြည့်တယ်ဗျပြီးတော့ကျသူကတခုသိနေပုံပဲဒါပေမဲ့ကျုပ်ကိုပြောပြကြည့်မှမရဘူးရပါတယ်အဘကြီးကျုပ်ကတည်းမကြောက်တတ်ပါဘူးဗျဒီတော့မှအဖိုးကြီးကခေါင်းငင်ပြီးတော့အဲ့နေရာကအရင်ကကွင်းကြီးကွာအေးအဲ့ဒီမှာညောင်မင်းကြီးတပင်နဲ့ရှိအရင်တုန်းကဆိုရင်အဲ့ညောင်မင်းကြီးရှိတဲ့လမ်းကနေနေငင်းကြောင်တော့လူတော်ဖြတ်ဝင်ကွာလူတွေဖြတ်လို့ရှိရင်အပင်ကြီးပေါ်ကနေပြီးတော့တစ်မျိုးမဟုတ်တစ်မျိုး6လမ်းတက်တယ်စပိန်ကြီးဆိုင်ကယ်တွေဖြတ်ရင်လေစပိန်တွေကိုတွန်းလဲဆိုင်ကယ်တွေကိုတွန်းလဲနဲ့လှုပ်ဘာမှမမြင်ရဘူးကွာအဲ့ဒီပင်နာရောက်တာနဲ့စပိန်ကလည်းလေဆိုင်ကယ်လေးမှောက်တော့တာကွာဟာဘာအဲ့လိုတော်တော်ဆူတာပဲအေးအလုံးမှောက်ပြီဆိုရင်လည်းမှောက်တဲ့လူကအပမီတို့လိုတရင်ဘူးတို့လိုဖြစ်လာတာအေးအဲ့ပင်ကြီးအောက်သွားပြီးတော့တောင်းမှရတယ်တဲ့ပွဲတွေပိုင်းထိုးရတယ်မှာပွဲတွေပိုင်းထိုးပြီးတော့မှပဲပျောက်တော့တာလေပြောတာပဲအဖိုးကြီးကလက်ဖေးကြီးကိုတခြားမောလိုက်ပြီးတော့
အခုပိုင်ရှင်ကတရုတ်ဆိုလာပဲသူကအဲ့ဒီမြေကကိုဝယ်ပြီးတော့ကွာအပင်ကိုလှဲလိုက်တယ်ပြီးတော့အခုမင်းတို့နေတဲ့အဆောက်အုံတွေဆောက်တာပေါ့ကွာအရင်ကဆိုရင်ပင်ရဆရာအဖွဲ့တွေဆောက်လို့ရအဖွဲ့တွေ3-4ပွဲလောက်ထွက်ပြေးကြတယ်ကွာပေးတွေလည်းအချင်းချင်းရွတ်ကြတယ်မြေတွေတန့်လာတော့အချောက်လန့်တော့နဲသွားတာပေါ့ဒါတော့မှတစ်ခါတော့ထောက်လန့်နေတော့လို့ပြောကြားတာပဲသူပြောတာနားထောင်ရင်တရားမကြောက်တဲ့ကြုတ်တော့တော်တော်ကြောက်ချင်သွားတယ်ဗျအနောင်းနေကြတော့ပြန်ရှာဖွဲ့လုပ်ငန်းသိမ်းသွားပြီပိုက်စင်တဲ့လူ2ယောက်ရဲ့အကူကောင်လေး1ယောက်ပဲကြံခဲ့တော့မမရအဲ့နေ့ကစက်တင်ဘာလ25ရက်ဗျအဲ့ညကကျုံးတဲ့အကူကောင်လေးလည်းအိမ်ပြန်နေတယ်ဆိုပြီးပြန်သွားတော့ကိုတော်ထဲမှာကျုပ်1ယောက်တွေကြံခဲ့တာပေါ့ဗျညနေဆောင်ပြီးတော့9နာရီကျော်တော့ရေပိုက်စင်တဲ့လူ2ယောက်နဲ့အဲ့ကောင်လေးနဲ့ကထမင်းထွက်စားကြဒီတော့ကိုတော်ထဲမှာကျုပ်1ယောက်တဲ့ဖုန်ကြီးကျန်းနေကြီးတန်းရဘက်ကနေပြီးတော့တဘုံနဲ့အနံ့ကြီးကြားရတယ်ဗျကျုပ်ကလည်းငှက်တွေကိုလေးဖြစ်မဲ့ထင်ပြီးတော့အစောကထားမကြည့်ဘူးဗျနောက်တော့တဖြည်းဖြည်းနဲ့အတန်းတွေကကျင်းလာတန်တွေကောင်းလေတောင်နဲ့တက်လိုက်စင်လိုက်လုံနေရတယ်ကျုပ်ကလည်းတင်းချောင်းနေပြီဆိုတာသိလိုက်တာပေါ့စိတ်ကလည်းမကြည့်ဘဲနဲ့လည်းမနေနိုင်ဗျအားနဲ့ကျုပ်လည်းတန်းရဘက်ကိုထွက်လာခဲ့လိုက်တန်းရအပေါ်ကအခန်းတစ်ခန်းရဲ့တကားတုံးနဲ့လှုပ်နေရဗျတကားကိုအထက်ကတယောက်ယောက်တွန်းဖွင့်နေတဲ့ပုံစံမျိုးပဲလောချရတဲ့တကားဘူးဒီကလည်းတကြောင်ကြောင်နဲ့လှုပ်နေသေးတယ်ဒီတန်းရတဲ့ဘယ်သူမှမရှိဆိုတာကျုပ်ကသိရပါဗျဒါနဲ့ကျုပ်လည်းအတန်ပေးလိုက်ဟေးဘယ်အောင်လဲကွာကျုပ်ကအဲ့လိုအတန်ပေးလိုက်တော့အတန်တိတ်သွားတယ်ပြီးတော့အတန်ပြန်ထွက်လာဒီဘက်ကျတော့အတန်တော်တော်ကျင်းနေဗျကျိုးလည်းအခန်းသားမကဲရဲတော့ဝေးကနေပဲလှမ်းကြည့်နေရဘူးမှောင်တော့မမှောင်သေးဘူးအဲ့ဒါနောက်တော့ထမင်းသွားသားတဲ့ကောင်လေးကပြန်ရောက်လာအဲ့ချိန်ဒီအခန်းကလှုပ်နေတော့မယ်ဒီကောင်လေးကလည်းတော်တော်ကြောက်နေပြီလေအာနဲ့သူတို့ဆရာကိုဖုံးဆက်လိုက်ကြတာပေါ့မင်းတို့တခုမှားနေနေမယ်ကွာသူ့ပြန်နှောင်းမှလိုက်ကြအကျိုးလူကလည်းအခန်းကိုကြည့်ပြီးတော့အထက်ကပုဂ္ဂိုလ်ကြီးကိုကျိုးလူမှားလိုက်ရင်တောင်းပန်ပါနဲ့ခင်ဗျာကျိုးလူကိုခွင့်လို့ပါအဲ့လိုပြောလိုက်တော့မှအခန်းကငြိမ်ကြသွားတာ15မိနစ်လောက်နေတော့အဲ့ဒီအခန်းထဲမှာနေတဲ့ကောင်လေးကတကားဖွင့်လာတခါလုံးလေဗျာမှားစာကျဲပြီးတော့တေးတောင်းကြတာဖြစ်မယ်ပူပြီးထူးကြတာဗျအခန်းတကားကြီးမှာလက်သိန်းနဲ့ကုတ်ချပြီးဖဲတာလို့တကားကြီးပြေးနေတာအခန်းကအလူမီနီယံတကားဗျရေဒီမိတ်လုပ်ထားတဲ့တန်တကားအလူမီနီယံဆိုတာကလူတယောက်လက်နဲ့ချစ်ပြီးဆွဲဖို့ဆိုတာကမလွယ်ဘူးလေဒီတကားကတော့အတွင်းကလည်းဆွဲပြေးသွားတယ်ဒါနဲ့ပိုင်ရှင်ကိုဖုံးဆက်ပြီးခေါ်တာပေါ့ဗျတကားကြီးပြေးသွားတယ်ဆိုတော့လည်းပြရတာပေါ့အဲ့လိုမှမဟုတ်ရင်လေဒီကောင်လေးတကားဘူးရွာတော့မှမဟုတ်လားဒီပိုင်ရှင်ကလည်းယုံနေဗျအတူကြံကြောင်သူသီးလို့လည်းနေမှာပေါ့နှခါမပြောအောင်ဗျတေးလောက်တယ်ဆိုတာနဲ့ယုံတာပဲပြီးတော့ပြေးဒီပါရွတ်လိုက်လို့ပြောလိုက်လိုတဲ့ငွေကိုသူကထုတ်ပေးမယ်တဲ့ပြေးဒီပါရွတ်လိုက်ပေါ့ဒါနဲ့ကျုပ်တို့လည်းရွာကန်ဖားကိုကူညီတောင်းပြီးတော့နောက်နေ့ပြေးရွတ်ကြတာပေါ့အမြတ်တက်လို့ဝေးအမြတ်ဝေကန်ဒီကိုတော်တွေကသူတို့ဟိုဘောနော်ဖိတ်ခေါ်လိုက်တော့အခု channel မှာရှိကြတယ်မမြင်အပ်တဲ့အခု channel မှာရှိကြတယ်မမြင်အပ်တဲ့ပုဂ္ဂိုလ်အပေါင်းတို့ဖိတ်ခေါ်ပါတယ်အမြတ်တမ်းပေးမှဖြစ်တဲ့အတွက်အမြတ်ယူတာတို့ခေါ်ကြပါကျုပ်တို့ခေါ်လိုက်ပြီမဲ့သူကလာဖို့မရဘူးဗျဒါနဲ့အမြတ်တမ်းဝေပြီးတဲ့အချိန်မှာတန်းရဘောကအခန်းတကားတွေကသူ့လိုလိုထားပြီးတော့ပိတ်လိုက်ဖွင့်လိုက်တုံးဖြစ်ကုန်တယ်တရားမှလည်းဘယ်သူမှမရှိဘူးလေတကားလေးသူကလည်းဘူးသွတ်တက်ထားတကားလေးသူတော့ဘယ်လိုလုပ်ပြီးတော့သူ့လိုလိုပွင့်မှလဲဗျဟုတ်တယ်မလားအဲ့ဒါနောက်တစ်နေ့ရောက်တော့ကျုပ်လုပ်ငန်းတွေကုန်ပြီးစီးသွားတယ်အိတ်ကိုယ်တော်ကနေပြန်လာခဲ့လိုက်တော့တယ်ဗျအဲ့ဒီကပြန်လာတော့မှပဲစိတ်ထဲမှာကြောက်သလိုလိုရုံသလိုလိုဖြစ်နေရပျောက်သွားတော့ပဲဗျခင်ဗျားတို့ကလည်းကျုပ်တကယ်ကြုံရတဲ့အတွေ့အကြုံတွေကိုမျှဝေလိုက်တာဖြစ်ပါတယ်ဒီခင်ဗျားတို့စိတ်ဝင်စားတယ်ဆိုရင်တော့တကုံးစိတ်ကန်းစက်မှုစုံ98ရပ်ကွက်ကတေး6တဲ့ကိုတော်ကြီးလိုမင်းရွာခိုင်တော်များများသိရပါတယ်ခင်ဗျာဆရာအကတော်ရေးသားထားတဲ့98ရပ်ကွက်ကကိုတော်ကြီးဆိုတဲ့ပြည့်မှန်စလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီခင်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ